လိုက်မယ် alright စမယ်ဒီမလေးကိုချိုးခါဖြောင်းပြီးတော့ kettlebell လေးကိုဟိုဒူးနှစ်ခုအတွင်းထဲကနေအပေါ်ကိုဆွဲပြီးတော့ swing လုပ်မယ် alright အချက်တိုင်းမှာအချက်ရည်တိုင်းမှာခါနဲ့တင်မချိုးတာကိုသတိလေးထားပြီးချိုးမယ်အာယုံဆိုင်မယ်ဒူးကိုအတွင်းထဲရိုက်မသွားအောင်သတိထားမယ်ကွေးချလိုက်တိုင်းမှာဒူးအတွင်းထဲရိုက်မသွားစေနဲ့ပြီးတော့ဒီလိုမျိုးအပေါ်အောက်အရှေ့အနောက်သွားတဲ့အခါမှာဒူးကိုမကစားဘူးเนาะဒူးကိုသူ့ပုံမှန်နေရာမှာဒီအတိုင်းပဲထားပြီးတော့အဓိကတင်ပါကိုအနောက်ချိုးပြီးအရှေ့ကိုပြန်တက်ဖို့အဓိကချက်ရည်တိုင်းမှာသတိထားမယ်ရင်ဘတ်ဖွင့်ထားမယ်ရင်ဘတ်ကြီးကုန်းမသွားစေနဲ့ swing 9မှာတင်ပါချိုးချဖို့အာရုံစိုက်မယ် glute muscle လေးတွေသုံးပြီးတော့တင်ပါကိုအချိုးဖြောင်းလုပ်မယ်เนาะအသက်ပုံမှန်ရှူဖို့မမေ့နဲ့အနည်းဆုံးအချိန်30ကနေ40အထိရအောင်လုပ်နိုင်ရမယ်မြန်ဖို့ထက်အချက်တိုင်းမှာပုံကျနေဖို့ position မှားမသွားဖို့အဓိကထားပြီးအာရုံစိုက်မယ်အယမ်းမြန်စရာမလိုဘူးအသက်ရှူဖို့မမေ့နဲ့ swing လေးကိုအလိုက်အသင့်လေးသူ့အချိန်လေးနဲ့သွားလို့ရတယ်